it's been so much here. I should be playing in the winter snow, but I'll be under the mistletoe. I don't wanna miss out on the holiday, but I can't stop staring at your face. I should be playing in the winter snow, but I'll be under the mistletoe. အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့က TSFD မှာပညာသင်နေကြတဲ့ Grade 9ကျောင်းသားတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ Geometry ပိုင်းဆိုင်ရာသက်သေပြချက်များ Theorem များနဲ့ပုံစံဖြည့်ချက်ချက်များကိုရှင်းလင်းတင်ပြပေးသွားမှာဖြစ်ပါတယ် Definition တွေကတော့ Definition 1 90 degree တောက်တိုင်းရှိတဲ့တောက်တစ်ခုကိုတောက်မှန်လို့ခေါ်ပါတယ် Definition 2 90 degree တောက်အောင်ငယ်တဲ့တောက်တစ်ခုကိုကြတော့တောက်ကျင်းလို့ခေါ်ပြီးတော့90 degree နဲ့180 degree ကြားရှိတောက်တစ်ခုကိုတော့တောက်ကျဲလို့ခေါ်ပါတယ် Definition 3 နီးစပ်တောက်နှစ်တောက်ရဲ့ဘုံလက်တံမဟုတ်တဲ့တောက်လက်တံနှစ်ခုကဆက်ကြည့်ပဲမြင်းတစ်ခုဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီတောက်နှစ်ခုကိုဖျောက်တွဲတောက်တစိုးလို့ခေါ်ပါတယ် Definition 4 နားနှစ်ဖက်တူညီတဲ့တိရိကံကိုနားညီတိရိကံလို့ခေါ်ပါတယ် Definition 5မျက်နှာချက်ဆိုင်နားတွေပြန်နေတဲ့စတုကန်တစ်ခုကိုကြတော့နက်ပြစတုကန်လို့ခေါ်ပါတယ်ဒီ definition တွေကအပြန်အလှန်နေနဲ့လည်းမှတ်ကန်ဆိုရဖြစ်ပါတယ်90 degree တောက်တိုင်းရှိတဲ့တောက်ကိုတောက်မှန်လို့ခေါ်ပြီးတော့တောက်မှန်တိုင်းကလည်း90 degree ဖြစ်ပါတယ်စသဖြင့် definition 2 3 4 5တို့ကလည်းပြန်လည်မှတ်ကန်ကြပါတယ် A1 မြေဖြောက် ASEAN အဲ့ဟာကြတော့အမှတ်တစ်ခုကိုဖြတ်ပြီးမြေဖြောက်တစ်ကြောင်းနဲ့ဆွဲနိုင်ပါတယ် A2 တောက်ဖြတ်ပြပတ် ASEAN ဖြောက်တွဲတောက်တဲ့ဆိုပေါက်ချင်းပမာဏကတောက်ဖြတ်တစ်ခုနဲ့တူညီပါတယ်အဲဒီတောက်တွေကိုတောက်ဖြတ်ပြပတ်လို့ခေါ်ပါတယ် A3 မြေပြန် ASEAN အဲ့ဒါကြတော့မှတ်တစ်ခုကိုဖြတ်ပေးထားသောမြေဖြောက်နဲ့အပြန်မြင့်တစ်ကြောင်းတည်းသာဆွဲနိုင်ပါတယ်ရှေ့မှာပြပြသွားတဲ့ definition တွေနဲ့ ASEAN တွေကိုအသုံးပြုပြီးမှန်ကန်ကြောင်းထောက်ထားပြနိုင်တဲ့ theorem တွေပြုလုပ်နိုင်ပါတယ် theorem တစ်ပုဒ်ကနေလွယ်လွယ်ကူကူထုတ်ယူနိုင်တဲ့ဆိုတွေကို corollary လို့ခေါ်ပါတယ်ဆိုတော့ဘယ်လို theorem တွေရနိုင်မလဲဆိုတာဆက်ကြည့်လိုက်ရအောင် Theorem 1မှာတော့သူရိကတစ်ခုဤတွဲထောက်3ခုပေါင်းလ180 degree ရှိတယ်လို့ပြထားပါတယ်ပထမဆုံးအနေနဲ့သူရိက ABC ကိုဆွဲလိုက်ပါမယ်သက်သေပြရမှာတော့ alpha plus beta plus gamma equal 180 degree ဖြစ်ပါတယ်သက်သေပြဖို့အတွက်ပထမဆုံးအနေနဲ့ A ကိုဖြတ်ပြီးတော့ DE plus လဲ BC ကိုဆက်ဆွဲပါတယ်အဲ့ဒီခါ beta နဲ့ theta gamma နဲ့ phi တို့ကဝေသမသက်တောက်တွေနေနဲ့တူညီကြပါတယ်အဲ့ဒါကြောင့် beta plus gamma equal theta plus phi လို့ဖော်ပြနိုင်ပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့နှစ်ဖက်စလုံးမှာ alpha ပေါက်ရပါမယ်ဒါကြောင့် alpha plus beta plus gamma equal alpha plus theta plus phi ဖြစ်တာကြောင့် alpha plus theta plus phi equal 180 degree တောက်ဖြတ်ပြီးပြမှာဖြစ်ပြီး alpha plus beta plus gamma equal 180 degree လည်းဖြစ်ပါတယ်ဒါကြောင့် ABC ရဲ့တောက်တွေအောက်လုံးပိုလာက180 degree ဖြစ်ပါတယ်ဒီ theorem မှာသုံးသွားတဲ့ချက်တွေကတဲ့မနကူကိုဖြာ၍ပေးထားသောမြေတစ်ကြောင်းနှင့်ပြင်မြေတစ်ကြောင်းသားဆွဲနိုင်သည်နှင့်မြေပြတစ်စုံကိုဖြာမြေတစ်ကြောင်းဖြာသွားသည့်အခါဖြစ်ပေါ်လာသောတမသက်တောင်များတူညီသည်၃တောင်ဖြာတစ်ခုသည်180 degree နှင့်ညီသည်ဒီသုံးချက်မှာတင်နေနေရက accessory ဖြစ်ပြီးတော့ကတော့ definition ဖြစ်ပါတယ်ကျွန်တော်တို့ရှင်းပြသွားတဲ့ theorem ဝါကိုနားလည်မဲ့လို့မျှော်လင့်ပါတယ်ဒါဆိုနောက်ထပ် theorem တွေကိုဆက်သွားကြရအောင်ပါTheorem 2အနေနဲ့စဝိုင်းချတွဲရှိတောက်ကတောက်မှတစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဆိုတော့ပေးထားတဲ့ပု္ပ္ပစာအရာအိုဘိုရှိတဲ့စဝိုင်းတစ်ခုနဲ့စဝိုင်းချတွဲမှာတောက် ABC ဆိုပြီးပေးထားပါတယ်။အဲ့ဒီတောက် ABC က60တောက်မှတစ်ခုဖြစ်ရလားဆိုတော့ကိုတိတ်တိတ်ပြပေးရမှာဖြစ်ပါတယ်။ဆိုတော့တိတ်တိတ်ပြောက်ခြင်းအနေနဲ့စဝိုင်းကိုတတိယ OA, OC နဲ့ OB တို့ကချက်ဝက်တွေဖြစ်တာကြောင့်တူညီကြပါတယ်။ဒါကြောင့် alpha 1 equal alpha 2 beta 1 equal beta 2ဖြစ်ပါတယ်။တူကန် ABC မှာတောက် A plus တောက် B plus တောက် C equal 180 degree ဖြစ်တာကြောင့်စာထိုးပြီးတွဲရရင် alpha 1 plus alpha 1 beta 1 plus beta 2 equal 180 degree alpha 1 plus alpha 1 plus beta 1 plus beta 1 equal 180 degree 2 alpha 1 plus beta 1 equal 180 degree alpha 1 plus beta 1 equal 90 degree အဲ့ဒါကြောင့်တောက် ACB equal 90 degree တောင်မှဖြစ်ပါတယ်ဒီ theorem မှာသုံးသွားတဲ့မက်ကချစ်တွေကစဝိုင်းရဲ့ definition နေနာကြီးတွေကကိုတတ်တီနဲ့
တီအိုရာဝါတို့ဖြစ်ပါတယ်တီအိုရာသူတွေကတော့ဆက်ဝိုက်တွဲမှာရှိတဲ့စတူဂတ်တစ်ခုရဲ့တွဲမြင့်ချစ်ဆိုင်တောက်တစုံရဲ့ပေါက်လာက180ဒီဂရီရှိတယ်လို့ဖော်ပြထားပါတယ်ဆိုတော့တက်တီပြကြည့်ရအောင်ပါပထမဆုံးပေးထားချက်ရအိုဘိုရှိတဲ့ဆက်ဝိုက်တွဲမှာစတူဂတ် ABCD ကိုပေးထားပါတယ်စတူဂတ် ABCD ပါတောက် A နဲ့တောက် C ရဲ့ပေါက်လာက180ဒီဂရီဖြစ်တာကြောင့်တက်တီပြပေးရမှာဖြစ်ပါတယ်တက်တီပြဖို့အတွက် OA, OB, OC နဲ့ OD တို့ကဆက်ပေးလိုက်ပါတယ်ဆက်ဝိုင်းဂုတ်တတီယာ OA, OB, OC, OD တို့ကချက်ဝဲမြစ်တွေဖြစ်တာကြောင့်တရိကန် AOB တရိကန် POC တရိကန် COD တရိကန် DOA တို့ကနှိမ့်နာကြီးတရိကန်တွေဖြစ်ကြပါတယ်ဒါကြောင့် alpha 1 equal alpha 2, beta 1 equal beta 2, gamma 1 equal gamma 2, delta 1 equal delta 2, correla 1.1 ရာ Stuttgart ABCD တွေတောက် A black တောက် B black တောက် C black တောက် D equal 360ဒီဂရီဖြစ်တာကြောင့်အစားထိုးပြီးတွေ့မယ်ဆိုရင် the whole alpha 1 black delta 1 black the whole alpha 2 black beta 2 black the whole beta 1 black gamma 1 black the whole delta 2 black gamma 2 equal 360ဒီဂရီthe whole alpha 1 black delta 1 black the whole alpha 1 black beta 1 black the whole beta 1 black gamma 1 black the whole delta 1 black gamma 1 equal 360 degree 2 the whole alpha 1 black delta 1 black 2 black the whole beta 1 black gamma 1 equal 360 degree 2a black 2c equal 360 degree ရပါတယ် a plus c equal 180 degree ဖြစ်ပါတယ် theorem 3မှာတုံ့ပြန်သွားတဲ့မန်ဂါချစ်တွေကတော့စဝိုင်းရဲ့ definition correla 1/1 နဲ့နင်နာညီ3ကဂုဏ်သတ္တိတို့ပဲဖြစ်ပါတယ် correla 3/1 မှာတော့စက်ဝေါ်ပိုင်းတစ်ခုကတစ်ဖက်စက်ဝေါ်ပိုင်းမှာခါဆောက်ထားတဲ့ဓာတ်တွေတူညီကြတယ်လို့ဖော်ပြထားပါတယ်ဓာတ်ကိုတိတ်တိတ်ပြဖို့စက်ဝိုင်းတစ်ခုပေါ်မှာအမှတ် ABCD ကိုဆွဲလိုက်ပါမယ်ဓာတ် ACB နဲ့ဓာတ် ADB တို့တူညီကြောင်းတိတ်တိတ်ပြဖို့အတွက်စက်ဝေါ်ပိုင်း AB ပေါ်မှာအမှတ် P ကိုယူ၍ AB, BP ကိုဆွဲပေးရပါမယ်။ဒါဆိုရင် APBC က set white weight just တစ်ခုဖြစ်တာကြောင့် alpha နဲ့ gamma ပေါင်းရင်180ဒီဂရီရှိသလို beta နဲ့ gamma ပေါင်းရင်လည်း180ဒီဂရီရှိနေပြပါတယ်။အဲဒါကြောင့် alpha plus gamma equal beta plus gamma ဖြစ်ပြီး alpha နဲ့ beta တို့ကတူညီကြပါတယ်။အဲဒါကြောင့် tau ACB equal tau ADB လို့သိသိပြနိုင်ပါတယ်။နောက်ဆုံး theorem 4မှာတော့စက်ဝေါ်ပိုင်းတစ်ခုကဘိုးမှာခါဆောက်ထားတဲ့တောက်ကခြားစက်ဝေါ်ပိုင်းမှာခါဆောက်ထားတဲ့တောက်ရဲ့နှစ်ဆနဲ့တူညီတယ်လို့ဖော်ပြထားပါတယ်။ဒါဆိုရင်တော့ပု္ပ္ပာလေးကိုရှင်းလိုက်အောင်ဗျ။ပထမဆုံးပေးထားချက်အနေနဲ့ဥပ္ပိုလ်ရှိတဲ့စောင်းဝိုင်းပုံမှာ A, B, C စတဲ့အမှတ်တွေရှိပါတယ်။နောက်ထပ်တက်တည်ပြရန်ကြတော့ tau AOB equal to tau ACB ကိုတက်တည်ပြခိုင်းထားပါတယ်။ဒါဆိုရင်တော့တက်တည်ပြချက်ကြီးတွန်းလိုက်ကြရအောင်ဗျ။တက်တည်ပြချက်မှာ AO မြင်းကိုအမှတ် DT ဆွဲပြီးတော့ BT ကိုလည်းဆက်လိုက်ပါတယ်အဲဒီခါမှာတော့ OB equal OD ချဲဝက်များဖြစ်ပြီးတော့ alpha equal beta gamma equal 100 degree minus tau BOD equal alpha plus beta equal alpha plus alpha gamma equal 2 alpha ဖြစ်တဲ့အတွက်ကြောင့်မလို့ alpha equal delta ဘာကြောင့်လဲဆိုတော့ဆက်ဝမ်းပိုင်း AB ကခန်းဆောင်ထားတဲ့တောက်တွေဖြစ်လို့1 equal to delta ဖြစ်ပြီးတော့နောက်ဆုံးမှာတော့ကျွန်တော်တို့လိုချင်တဲ့ tau AOB equal to tau ACB ကိုရရှိသွားပါတယ်။အခုရှင်းပြသွားတဲ့ theorem 4မှာအသုံးပြုထားတဲ့ mega ချက်တွေကကြတော့ number 1 set one table number 2 နှစ်နာညီတရီကန်ဂုတ်တန်တီ number 3 corollary 3.1 တို့ဖြစ်ပါတယ်။ဆိုတော့ဒုတိယပိုင်းလေးကိုဆက်သွားလိုက်ကြအောင်ဗျ။ကျွန်တော်တို့သင်ကြားခဲ့တဲ့အခြေခံပညာတန်းတွေမှာ geometry ပညာရပ်ကိုပြဿနာ၃မျိုးနဲ့ဖြေရှင်းခဲ့ကြရပါတယ်။အဲဒီပြဿနာတွေကတော့ဖြေတတ်ဖို့ရဖို့တွက်ချက်ပြီးတော့ရှာပေးရတဲ့ပုံစံတွေဖြေတခုရဖို့ကြိုးကြောက်ဆက်ဆက်ပြီး theorem ကိုကားတို့နဲ့တက်တည်ပြပေးရတဲ့ဉာဏ်စက်ပုံစံတွေပေးထားချက်တွေနဲ့ပြည်စုံတဲ့ပုံတွေကိုဆောက်လုပ်ပေးရတဲ့ဆောက်လုပ်ချက်ပုံစံတွေစတဲ့ပုံစံပြဿနာတွေကိုတက်ချက်ဖြေရှင်းခဲ့ရပါတယ်ဖြေတတ်ဖို့ရဖို့တွက်ချက်ပေးရတဲ့ပုံစံတွေကတော့ geometry ဆိုင်ရာမှတ်ခချက်တွေဒိဗ္ဗံသက်ပတ်ချက်တွေနဲ့သက်ဆိုင်ရာဂုဏ်သတ္တိတွေကိုသိရှိသုံးသပ်ဖို့ဖြစ်ပြီးတော့အဲ့ဒီတဲ့တစ်ဆင့်မြင့်တဲ့ဉာဏ်စက်ပုံစံတွေကိုဖြည့်ကျက်တတ်ဖို့လည်းရည်ရပါတယ်။ဒီဘက်အတွက်ကျွန်တော်တို့ခုကလည်းပုံစံတချို့ကိုရှင်းလင်းတင်ပြပေးသွားပါမယ်။အခုကျွန်တော်ရှင်းပြပေးသွားမယ်ဒီပုံစံလေးမှာကြတော့ Stuttgart ABC တွေကိုဆွဲပြထားပါတယ်။ ပေးရချက်အနေနဲ့ AD equal 60 inches, AB equal 12 inches,
BC equal 35 inches ဖြစ်ပြီးတော့ကျွန်တော်တို့တက်တည်ပြရမယ့်ဟာကြတော့ BD နဲ့ CD ရဲ့တိုက်တာတွေကိုရှာပေးရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ DE တောင်းမှန် BE ကိုညှိဆွဲပြီးတော့ BD ကိုဆက်သွယ်လိုက်ပါတယ်စတုကန် ABED ဟာတောင်းမှန်စတုကန်ဖြစ်တာမို့လို့ DE equal AB equal 12 inches BE equal 80 equal 60 inches ဖြစ်ပါတယ် CE ကိုလိုချင်ရင်တော့ BC နဲ့ BE ကိုနှုတ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ BC နဲ့ BE ရဲ့တန်ဖိုးတွေတည်တည်ဖြစ်ကြတယ်35 inches minus 60 inches ဆိုရင်တော့ CE က9 inches ရပြီးတော့ကျွန်တော်တို့လိုချင်တဲ့ BD ကိုလိုချင်တဲ့အတွက်ကြောင့်မို့လို့ Pythagorean theorem အရဓာတ်မှန်3ကန် BAD မှာ BD square equal AB square plus AD square ထို့နောက်တန်ဖိုးတည်တည်ဖြစ်ကြတယ်12 the whole square plus 60 the whole square ကိုစားထုတ်ပြီးတွက်မယ်ဆိုရင်144 plus 256အဲ့ဒါကိုပေါင်းလိုက်တဲ့ချိန်မှာတော့400ရပါတယ်အဲ့ဒီနောက် BD equal root 400ဖြစ်တာမို့လို့အဲ့ root ရှင်းလိုက်တဲ့ချိန်မှာတော့ BD equal 20 inches ရပါတယ်နောက်ထပ်အနေနဲ့ကြတော့ဓာတ်မှန်3ကန် DAC မှာ Pythagorean ကိုသုံးပြပြီးတော့ရှာပေးရမယ့်ဟာတစ်ခုကျန်ပါသေးတယ်အဲ့ဒါကြတော့ CD square equal DE square plus CE square အဲ့တန်ဖိုးတွေဖြစ်ကြတယ်12 the whole square plus 9 the whole square တန်ဖိုးစီတည်တည်ဖြစ်ကြတဲ့ဟာတွေကိုထည့်လိုက်တဲ့ချိန်မှာတော့144 plus 81အဲ့ဒါကိုပေါင်းလိုက်တဲ့ချိန်မှာတော့235ဒါကြောင့် CD equal root 235ဖြစ်တဲ့ကြောင့်မလို့နောက်ဆုံးမှာတော့ CD equal 50 inches ရပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ BD နဲ့ CD ကိုရှာပေးခဲ့ပြီးဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်နောက်ထပ်ပို့စာလေးတစ်ခုကိုဆက်ပြီးတော့တွန်းလိုက်ကြအောင်ဗျာခုပို့စာလေးမှာကျတော့ကျွန်တော်တို့ H degree ကိုရှာပေးရမှာဖြစ်ပါတယ်ပေးထားချက်ကကြတော့ BA parallel EF ဖြစ်တယ်လို့ပေးထားပါတယ်။ရင်ဆောင် CD ကိုအရင်ဆက်လိုက်တဲ့အခါ AB နဲ့ EF တို့က B နဲ့ Q ကိုဖြတ်ပါတယ်။အဲဒီနောက် FR plus 96 degree equal 180 degree တောက်ပြဖြစ်တဲ့အတွက်ကြောင့်မလို့ FR equal 84 degree ဖြစ်သွားပါတယ်။နောက်ထပ်3ကန်တစ်ခုရဲ့ဆက်ဆွဲတောက်ကအတွင်းမျက်နှာချိတ်ဆိုင်တောက်တဲ့ဆုံးပေါင်းသားဖြစ်တဲ့အတွက်ကြောင့်မလို့ FR plus 40 degree equal beta ဖြစ်ပါတယ်။ကျွန်တော်တို့က B ရဲ့တန်ဖိုးလိုချင်တဲ့အတွက်ကြောင့်မလို့ beta equal 84 degree plus 40 degree beta equal 124 degree ဖြစ်သွားပါတယ်။ဒါကြောင့် R plus beta equal 180 degree ဘာကြောင့်လဲဆိုတော့အပြိုင်မြင့်အဖြတ်မြေတစ်ဖက်အတွင်းရှိတောက်တဲ့ဆိုဖြစ်တဲ့အတွက်ကြောင့်မလို့ R plus 124 degree equal 180 degree ကျွန်တော်တို့ကRလိုချင်တဲ့အတွက်ကြောင့်မလို့180 degree ထဲကနေ124 degree နှောက်လိုက်တဲ့ချိန်မှာတော့ R equal 56 degree ရပါတယ်။ H တောက်က3ငံ DEP ရဲ့ဆက်ဆဲတောက်ဖြစ်တဲ့အတွက်ကြောင့်မလို့H equal R plus 52 degree ဖြစ်ပြီးတော့Rနေရာမှာစသဖြင့်တွက်မယ်ဆိုရင်H equal 52 degree plus 56 degree နောက်ဆုံးမှာတော့ H equal 108 degree ရပါပါတယ်။ခုဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ H ရဲ့တန်ဖိုးက108 degree ဖြစ်တဲ့အကြောင်းကိုရှင်းလင်းတွက်ပြခဲ့တာပဲဖြစ်ပါတယ်။ခုလောက်ဆိုရင်တော့ geometry ပြဿနာပုဒ်စာတွေကိုဘယ်လိုနည်းလမ်းတခြားမှန်ကန်စွာဖြေရှင်းတက်ချက်ရမလဲဆိုတာကိုနားလည်လောက်မယ်လို့မျှော်လင့်ပါတယ်။ ဆိုတော့နောက်ဆုံးအနေနဲ့ share တင်ပြပေးချင်တဲ့ကောင်စီလေးကတော့ Internet for တဝက်သက်သေပြနေဆိုတဲ့ကောင်စီလေးပဲဖြစ်ပါတယ်။ geometry ပညာရဲ့မှာတွေ့ရတဲ့သက်သေပြနေတွေကိုနှမျိုးခွဲခြားထားပါတယ်။တစ်မျိုးကတော့သိရှိပြီးသားဖြစ်တဲ့ဒီပတ်သက်မဲ့ဆက်တွေ SCR တွေ theory တွေပေးထားချက်တွေကိုအသုံးပြုပြီးတော့မိမိသက်သေပြချေတဲ့အချက်ရရှိအောင်တစ်စိတ်ပြီးတစ်စိတ်ကြိုးချဆက်ပြီးတော့သက်သေပြယူနေပဲဖြစ်ပါတယ်။ဒီသက်သေပြချက်မှာတော့ပြလို့တဲ့ချက်ကိုတည်းရဲ့ရှိအောင်ပြုလို့ခြင်းဖြစ်တာကြောင့်ဒါကိုတည်းရဲ့သက်သေပြချက် direct for ခေါ်ပါတယ်။အချင်းမှာတင်ပြခဲ့ပြီးသားပို့စာတွေလိုပဲနောက်ထပ်သက်သေပြနေတော့ကြတော့တဝက်သက်သေပြနေပဲဖြစ်ပါတယ်။တဝက်သက်သေပြနေဆိုတာသက်သေပြချက်တဲ့ဆိုကိုနားလည်လို့ရေးဆွဲရပါတယ်။အဲ့ဒီနောက်ယူဆချက်ကိုသိရှိနားလည်ပြီး SCR များ theory များအဓိပ္ပာယ်သတ်မှတ်ချက်များပေးထားချက်များနဲ့ပေါက်ဆက်ပြီးတော့မှန်ကန်တဲ့ကြိုးကြောက်ဆက်စဉ်းစားပြီးသိပ္ပံမှန်ကန်ချက်တစ်ခုခုဒါမှမဟုတ်ပေးထားချက်တစ်ခုခုနဲ့ဆက်ချင်တဲ့အဆိုတစ်ခုကိုရအောင်ယူထွက်ရပါတယ်။ဒီလိုဆက်ချင်တဲ့အဆိုတစ်ခုရရှိကသက်သေပြချင်တဲ့အဆိုကမှားတယ်ဆိုတဲ့အစမှာလက်ခံယူဆခဲ့တာကြောင့်ဖြစ်ပြီးအဲ့ဒီလက်ခံယူဆချက်ကလည်းလိုအခြားသုံးပြထားတဲ့အဆိုတွေအားလုံးကမှန်ကန်နေပြီးကြိုး
ချက်ဆက်စဉ်းစားခဲ့ပုံမှာလည်းမှန်ကန်နေတာချက်ဖြစ်ပါတယ်။ဒီနေ့ငါရှိုးတွေတားလိမ့်မယ်လို့ထင်ပါတယ်။ဒါမဲ့စိတ်မပူပါနဲ့။ရောတော့နေနဲ့တဝက်သက်တွေပြန်နေကိုတေချာသိရှိနားလည်စေဖို့အတွက်ဥပမာလေးတစ်ခုနဲ့ရှင်းပြပေးပါမယ်။အခုကမှပိတ်ထားတဲ့ဥပမာထဲကဘူကတော့ပိတ်ချက်တော့1ဒါနော် equal to .2 သက်တွေပြရင်တော့1ဒါနော် equal to .3 ဆိုပြီးတော့ပြခဲ့ထားပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကတဝက်သက်တွေပြန်နေကိုအသုံးပြုပြီးတော့တွက်ပြရမှာပဲဖြစ်ပါတယ်။ဆက်ပြီးတော့သက်တွေပြချက်ကိုသွားကြည့်အောင်ဗျာ။သက်တွေပြချက်တော့1 equal to .3 ဟူထားပါနောက်ပြီးတော့.3 equal to .2 ထိဆက်တော့များတို့ကြောင့်တော့1 equal to .2 အဲဒါကြောင့်ဒီချက်တွေကပိတ်ထားချက်ပြန်ကိုဆက်ကြည့်နေပါတယ်ဒါကြောင့်ယူဆချက်ကမှားနေပါတယ်အဲဒါကြောင့်တော့1တော့ no equal to .3 အခုလိုပြန်နေသွားပြီဖြစ်တဲ့အတွက်သက်သေပြချက်ကပြည့်သွားပြီဖြစ်ပါတယ်အခုကျွန်တော်ရှင်းပြလိုက်တဲ့တဝက်သက်သေပြန်နေနေဆက်တဲ့ပို့စာလေးကိုနားလည်ကြမယ်လို့ထင်ပါတယ်ဥပမာပုစလေးကိုနားလည်ပြီးပြီဆိုရင်နောက်ထပ်ပုစလေးတစ်ပုဒ်ကိုအတူတူသက်သေပြကြည့်လိုက်ရအောင်ဆိုတော့ဒီပုစလေးကဘေးတာချက်မှာဆိုရင် trigger MRT သည်အနားမြစ် trigger ဖြစ်ပြီးတော့ RS က dot out ကိုထုတ်ပိတ်တယ်လို့ပြထားပါတယ်အဲ့ဒီတော့ကျမတို့က RS က MT ပုံမှာတောင်းမှမကြကြသက်သေပြပေးရမှာပါသက်သေပြချက်မှာဆိုရင် RS တောင်းမကြ MT လို့ယူဆပါမယ်အဲ့ဒီအခါ .RSM နဲ့ .RST က90 degree ဖြစ်သွားပါတယ်။ trigger RSM မှာဆိုရင် .m plus a plus .RSM equal 180ဖြစ်ပါတယ်။အဲ့ဒါကြောင့် .m equal 180 minus .RSM minus a .m equal 90 minus a ဖြစ်ပါတယ်။အဲ့လိုပဲကျမတို့တောက်ချီကြည့်မယ်ဆိုရင်လည်းတောက်ချီ equal 90 degree minus b ဖြစ်ပါတယ်ဆိုတော့ .m နဲ့ .t ဘယ်လိုဆက်ဆက်မလဲဆိုတော့ကြည့်လိုက်ကြရအောင်ပေးထားချက်မှာ RS က .r ကိုထပ်ပိတ်တယ်လို့ပြထားတာကြောင့် a နဲ့ b အတူတူပါပဲအဲ့ဒါကြောင့် n equal b .m equal .t rm equal rt ဖြစ်တဲ့အတွက်ကြောင့်trigger MRT ကအနားမြစ် trigger ဆိုပြီးပြတာချက်နဲ့ဆက်ကြည့်နေပါတယ်။အဲဒါကြောင့် user ချက် RS ဓမ္မကြ MT ရမှာသွားပါတယ်။ဒါကြောင့်ဒီသက်သေပြချက်မှာ RS ဓမ္မကြ MT user ချက်ကမှာသွားပါပြီ။ RS ကလည်း MT ပေါ်ကိုဓမ္မမကြတော့ပါဘူး။အခုလောက်ဆိုရင်တော့သွေဝဲသက်သေပြနေကိုနားလည်လိုက်ကြလိမ့်မယ်လို့ထင်ပါတယ်။ကဲအခုဆိုရင်တော့ကျမတို့ရဲ့ academic project လေးကပြီးဆုံးသွားပါပြီ။ကျမတို့ရှင်းပြထားတဲ့ geometry ဘိုင်းဆိုင်ရာအကြောင်းအရာလေးတွေကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျမတို့လည်းအကောင်းဆုံးကြိုးစားခဲ့တာကြောင့်အမှားပါခဲ့ရင်လည်းခွင့်လွှတ်နားလည်ပေးဖို့တောင်းဆိုပါတယ်။အတန်းတက်ကတငယ်ချင်းတွေအားလုံးလည်းဒီချပု္ပ္ပစာတွေကိုပျော်ရွှင်စွာလွယ်လွယ်ကူကူဖြေရှင်းနိုင်ကြပါစေလို့ဆုတောင်းပါလိုက်ပါတယ်ရှင်။